အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဒီ dermatology perspective ကနေပြီးတော့မှသပင်မှာအသုံးပြုလေးရှိတဲ့ hair cosmetics တွေရဲ့ safety နဲ့ပတ်သက်ပြီးပြပြချင်ပါတယ်အထူးသဖြင့်ကျွန်တော် focus လုပ်သွားလို့တာကတော့ hair dye ပေါ့နော်သပင်ဆေးဆိုတာဒီ safe ဖြစ်သလားမဖြစ်ဘူးလားဆိုတာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြောသွားလို့ပါတယ်အဲ့တော့ safety concern in hair cosmetic လို့ပြောလိုက်ရင်ကျွန်တော်တို့ကဘာကြောင့်စပြီးပြောဖို့လိုလဲဆိုရင်ဒီ hair ကို cosmetic တွေသုံးတဲ့အခါမှာပေါ့အထူးသဖြင့်သပင်ဆေးဆိုးလိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ hair မှာဘာများအပြောင်းလဲဖြစ်သွားမလဲပေါ့နော် structure မှာဘာအပြောင်းလဲဖြစ်သွားမလဲဒီ hair တွေပေါက်နေတဲ့ scalp ပေါ့နော်ဥယျာဉ်ပြားမှာဘာအပြောင်းလဲဖြစ်သွားမလဲဒါအပြင်မှာတခြားသော systemic risk တွေများရှိသလားပေါ့အဲ့အလေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြောပြသွားလိုပါတယ်အဲ့တော့ hair dye တွေရဲ့ safety နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ပထမအဆုံးကကျွန်တော်ပြောပြလိုတာက fundamental principle လေးတွေကိုအရင်ဆုံးစပြီးတော့မှပြပြလိုပါတယ်သပင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်သပင်ရဲ့အလွှာလေးတွေအကြောင်းကိုသိထားပေးဖို့လိုပါမယ်သပင်ရဲ့ surface ပေါ့နော်ကျွန်တော်တို့ဒီသပင်လေးတွေဒီပိုးသားကဲ့သို့ပေါ့နော်နှက်မောင်တန်ဆွမ်းနေဆိုရင်ဒါကျွန်တော်တို့အားလုံးသဘောကျကြတယ်အဲ့တော့ဒီလိုပိုးသားကဲ့သို့နှက်မောင်တန်ဆွမ်းနေသပင်ဆိုတာကျွန်တော်တို့ healthy hair လို့ပြောမှာပေါ့အဲ့လိုပိုးသားကဲ့သို့နှက်မောင်တန်ဆွမ်းအောင်ပေါ့နော် smooth and shiny ဖြစ်ဖို့အတွက်သပင်ရဲ့ surface ရဲ့ cuticle လို့ခေါ်တဲ့အလွှာမှာဘာလေးရှိလဲဆိုရင်ဒီ18 MEA လို့ခေါ်တဲ့ hydrophobic layer တစ်ခုရှိပါတယ်18 MEA လို့ခေါ်တဲ့18 methyl eicosanoic acid လို့ခေါ်တဲ့ layer လေးရှိပါတယ်ဒီရဲ့18 MEA ကသပင်ရဲ့ဘာကိုပေးလဲဆိုရင် smooth and shiny ဖြစ်စေတဲ့ appearance ကိုပေးတာဖြစ်ပါတယ်ဒီ18 MEA ရဲ့သဘောတရားကတော့ဘာဖြစ်လဲဆိုရင်alkali သို့မဟုတ် ammonia exposure ပေါ့နော်တွေ့တဲ့အချိန်ကျရင်သူ့ရဲ့ structure ဟာပျက်စီးပါတယ်ပျက်စီးတာ this is the တော့ပြောရရင်ဒီသပင်ရဲ့စံသားရဲ့အတွင်းကိုကာကွယ်ထားတဲ့ primary defense lipid ဖြစ်ပါတယ်အဲ့ဒီ lipid ကဒီ alkaline ammonia exposure မှာပျက်စီးပါတယ်အဲ့ဒီပျက်စီးသွားတဲ့အချိန်ကြရင်တော့သူ့အောက်မှာရှိတဲ့ hair cuticle ဟာဒီပုံမှာပြထားသလိုပဲစတင်ပျက်စီးပါတယ်ဒီထက်ကိုပို့ပြီးတော့မှသူ့ရဲ့ dye စာအထဲကိုထပ်ပြီးတော့မှဝင်တိုင်းနေဆိုရင်တော့ hair ရဲ့အတွင်းသားပါပျက်စီးပြီးတော့မှသပင်ဟာ damage ဖြစ်တဲ့ဘဝကိုရောက်သွားတယ်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်တို့ကဘာကွာလဲလို့ပြောရင်ဘဝမှာတစ်ခါမှဆေးမဆိုးဘူးသောသပင်ပေါ့နော်ဆေးမထိဘူးသောသပင်နဲ့သပင်ဆေးဆိုးပြီးရင်ဘာကွာသွားလဲလို့ပြောရင်ဒီ18 MEA layer loss ဖြစ်သွားခြင်းပေါ့နော်အဲ့တော့ဒီ18 MEA layer loss ဖြစ်တာကသပင်ဆေးဆိုးပြီဆိုရင်ရှောင်ရှားလို့မရတဲ့အနေအထားမျိုးပါရှိပါတယ်အဲအကြောင်းမလို့သပင်ဆေးဆိုးပြီးတိုင်းမှာသပင်ဟာပုံမှန်ထက်ကျန်းသွားတယ်ဆိုတဲ့ခံစားချက်ကိုခံစားရတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့စိုးတဲ့သပင်စိုးစေးတွေဟာ alkaline in nature ရှိပြီးတော့မှ permanent hair dye ဖြစ်နေကြတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်အဲ့တော့သပင်ပြန်ကျန်းသွားတာကိုကျွန်တော်တို့ကဘာတွေရှိလဲဆိုရင် hair salon တွေသွားတဲ့အချိန်ကျရင်သပင်ကိုပြန်ကောင်းမှုအတွက်ပေါင်းစည်းတွေဒီပေါင်းစည်းတွေ3ပါအောင်လို့ဒီ conditioner တွေ3ပါအောင်လို့ဘလောက်ပဲပျော်တဘာဝပေးထားတဲ့18 ME တွေတော့မိပြန်ပြီးတော့မှလိုက်နိုင်မှာမဟုတ်ဘူးမိမှာမဟုတ်ပါဘူးဆိုလိုချင်တာကပြောချင်တာသပင်ဆေးဆိုးပြီးသွားလို့ကျန်းသွားတဲ့သပင်ဒီပြန်ပြော့အောင်တခြား chemical နည်းတွေနဲ့လုပ်လို့ရအောင်တော့ဒီ18 MEA layer ကိုပြန်ပြီးတော့မှတိဆောက်ဖို့တော့မဖြစ်နိုင်ဘူးပေါ့နောက်ထပ်သပင်ဒီရဲ့စိုးထားတဲ့သပင်တွေအကုန်ပြန်ပြီးတော့မှ loss ဖြစ်သွားပြီးအသစ်ပေါက်တဲ့သပင်မှာမှသာလျှင်18 MEA ပြန်ပါလာနိုင်မယ်ပေါ့အဲအကြောင်းမလို့သပင်ဒီတော့ဘာဖြစ်လဲဆို18 MEA layer ဒီ virgin ဖြစ်တဲ့ hair ပေါ့နော်ဆေးမထိတဲ့ hair ဆိုရင်သူရှိပါမယ်ဆေးထိပြီးသွားပြီဆိုရင်တော့သူ restore ပြန်လုပ်လို့မရဘူး regenerate ပြန်လုပ်လို့မရဘူးကျန်တဲ့ဒီ conditioner တွေကျန်တဲ့ပေါင်းစည်းတွေသုံးလဲသပင်ကပြန်တော့ပြော့မယ်ဒါပေမဲ့ဒီလိုသဘာဝအတိုင်း18 MA ကြောင့်ပြော့တာမဟုတ်ဘူးဆိုတာလေးကိုသိစေချင်ပါတယ်အဲ့တော့သပင်ဆေးဆိုးပြီဆိုရင်တေချာပေါက်ကြုံရမှာဒီ structural integrity loss ဖြစ်သွားတယ်ဆိုတာတေချာပေါက်ကြုံရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာပြောသလိုပဲကျွန်တော်တို့အများစုစိုးကြတဲ့ဆေး permanent dye တွေဒီ usually alkaline in nature ရှိပါတယ် permanent နဲ့ဒီ semi permanent ပေါ့နော်အကြာကြီးမခံတဲ့ဆေးတွေရဲ့ကွာခြားချက်က pH တာလျင်ဖြစ်ပါတယ် alkaline pH ရှိတဲ့ hair dye တွေဒီ usually permanent ဖြစ်ပါတယ်အဲ့လို permanent ဖြစ်လေလေ18 MEA က loss ဖြစ်လေလေအဲ့မှာသူက permanent hair dye ရဲ့သဘောသဘာဝကသူက color ပေးဖို့အတွက်သူက hair ရဲ့အတွင်းသားဒီအပြင်လွှာ cuticle ဒါမက hair ရဲ့ dream back အထိကိုသူက cortex အထိကိုသူကဘာလဲဆိုရင် penetrate လုပ်ပါတယ်ဒိုင်းစီက penetrate လုပ်ပြီးသူရဲ့ color ကိုပေးတာဖြစ်သည့်အတွက်ကြောင့်မလို့တေချာပေါက်18 MA က loss ဖြစ်ကိုဖြစ်ပါတယ်အဲ့တော့ဒါပေမဲ့အထဲတဲ့အထိ cortex တိဒိုင်းစီကရောက်တဲ့အတွက်ကြောင့်မလို့ဒါသပင်ဒီဆေးဆိုးတာကြကြတော့ခံမယ်ပေါ့ဒါသူရဲ့
ကွာခြားချက်လေးဖြစ်ပါတယ် What about the semi permanent နေ semi permanent နေကကြတော့သပင်ကိုအခါ20လောက်လျှော်ပြီးပြီဆိုရင်ဒါကစိုးထားတဲ့သပင်အရောင်ပျောက်သွားပြီးတော့မှ original သပင်အရောင်ပြန်တွေ့လာမယ်ပေါ့လေအဲ့လိုဆိုရင်ကြတော့ဒီ semi permanent နေကကြတော့ usually သူတို့ကဗာလဲဆိုရင်ဒီ cuticle မဖြတ်နိုင်ဘူး cuticle မဖြတ်တဲ့အတွက်ကြောင့်မလို့သူကဒီ cuticle အလွာပေါ်မှာပဲဒီ dye စီကကတ်နေတယ်အဲ့အတွက်ကြတော့ခဏခဏလျှော်ပါများလေးပါဖြစ်လဲဆိုရင်ကျွတ်လေးပေါ့နော်ကျွတ်သွားလေအဲ့လိုပဲနောက်ဆုံးဘာရှိလဲဆို temporary hair dye နေပေါ့လေ hair mascara တွေဘာတွေသုံးတတ်တဲ့လူတွေရှိရဲဆိုရင်သူကဒီ temporary hair dye တွေကကြတော့ဒီ outer surface ပေါ်မှာတစ်ချက်ပဲကတ်လိုက်တယ်နောက်တစ်ချိန်ခေါင်းလျှော်လိုက်တာနဲ့ပုံမှန်အတိုင်းပြန်ရမယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ temporary hair dye လို့ခေါ်တယ်အဲ့တော့အဓိကကွာတာက pH ကကွာတယ်အဲ့ pH ကွာသည်နဲ့အများ pH ဒီ alkaline pH ဖြစ်ပြီးဆိုရင်တေချာပေါင်း18 mA loss ဖြစ်ပြီးတော့မှ structural integrity loss ဖြစ်သွားမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘူးသပင်မကြမ်းကျင်ဘူးပေါ့ဆိုရင်တော့ကျွန်တော်ကဘာသုံးလို့ရလဲဆို temporary သို့မဟုတ်ဒီ semi permanent ပေါ့နော်hair dye တွေကိုသုံးလို့ရပါတယ်ဒါဆိုရင်တော့ဒီ structural integrity ကိုထိန်းနိုင်မယ်ပေါ့လေအရန်ကြီးကျန်းတဲ့သပင်တော့ရှိလာမှာမဟုတ်ဘူးပေါ့ဒါပေမဲ့ permanent ပဲသုံး semi permanent ပဲသုံးပေါ့နော်ကျွန်တော်ကသပင်ဆိုးဆေးတွေဆိုးတဲ့အခါမှာဆိုရင်တေချာပေါသပင်မွေးဖွားရာဒေတာဖြစ်တဲ့ scalp ကိုတော့ထိမှာပဲဖြစ်ပါတယ်သပင်မွေးဖွားရာဒေတာ scalp ကိုထိတဲ့အချိန်ကျရင်တော့ scalp ပေါ်မှာဒီရဲ့ hair dye တွေကရောက်သွားမှာ exposure ဖြစ်သွားမှာပဲ either permanent ပဲဆို semi permanent ပဲဆို scalp ပေါ်မှာဒီ pigment တွေက retention ဖြစ်ပါမယ်ဥယျာဉ်ပြားပေါ်မှာဒီ pigment တွေရှိတယ်ဆိုရင်ဒီ pigment တွေရဲ့ effect ကိုပေါ့နော်ခံစားရနိုင်ပါတယ်ဒီ research တခုရဆိုရင်ဒါဘာပြောလဲဆိုရင်ဒီသပင်ဆေးဆိုးပြီးတဲ့အချိန်ကြာရင်နဲ့ကိုဆိုးလိုက်တဲ့ဆေးရ whether permanent ဖြစ်ဒီ permanent မဟုတ်တဲ့ semi permanent ဖြစ်ပေါ့နော်အဲ့ဒီ hair dye တွေဒီဥယျာဉ်ပြားပေါ်မှာ more than 30 days လောက်တောင်မှကြာနေနိုင်တယ်ပေါ့ပြောချင်တာဒီရဲ့ dye တွေဒီဥယျာဉ်ပြားမှာအကြာကြီးကတ်နေနိုင်တယ် that mean ပြောချင်တာဒီ dye တွေက safe မဖြစ်ဘူးဆိုရင်ကျွန်တော်တို့ရဲ့ဒီဥယျာဉ်ပြားနဲ့အရန်ကို exposure time ကကြာတယ်လို့ပြောချင်တာဖြစ်ပါတယ်အဲ့တော့ chemical ကိုကြာ expose ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ chemical ရဲ့ဒဏ်ကိုလည်းပဲဥယျာဉ်ပြားခံရနိုင်တယ်ပေါ့အဲ့တော့ဒီ hair dye မှာပါတဲ့ chemical တွေဟာတကယ်ပဲစိုးကျိုးပေးသလားပေါ့နော်အဲ့တော့ hair dye မှာပါတဲ့ chemical တွေကစိုးကျိုးပေးသလားသိဖို့အတွက် hair dye မှာပါတဲ့ components တွေကိုကျွန်တော်တို့ကသိဖို့လိုတယ်အဲ့တော့အဓိကကျွန်တော်တို့ဒီ commercially available ဖြစ်တဲ့ကျွန်တော်တို့စိုးနေကြ hair dye တွေမှာအဓိကပါတဲ့ component ကတော့ chemical toxicity ကိုဖြစ်စေနိုင်တဲ့ component ကတော့ဘာလဲဆိုရင် aromatic amines တွေပဲဖြစ်ပါတယ်aromatic amines တွေမှာဘာတွေပါလဲဆိုရင် PPD เนาะပြီးရင် PPD APP derivative တို့ amino phenol လို့ခေါ်တဲ့အရန်ကို toxic ဖြစ်တဲ့ aromatic amines တွေပါပါတယ်ဒီ aromatic amines တွေကိုပေါ့နော် hair dye တွေမှာသုံးမှပဲသူကဘာဖြစ်လဲဆိုရင်ခဏလိုချင်တဲ့ alkaline pH ကိုဖန်တီးလို့ရမယ်အဲ့လိုချင်တဲ့ alkaline pH ကိုဖန်တီးလို့ရမှသာလျှင်ကျွန်တော်ဘာဆက်လုပ်လို့ရမလဲဆိုရင်ဒီ hair dye production process ကိုဆက်လုပ်လို့ရမယ်ပေါ့အဲ့တော့ဒီ amine တွေဟာ hair dye နဲ့တွေ့နေတဲ့ရွေးကတော့ထိတွေ့မှုရှိနေမှာပဲအဲ့အတွက်ကြောင့်မလို့သူက European မှာဆိုရင်သူတို့ရဲ့ EU ကနေပြီးတော့မှ hair dye တွေ safe ဖြစ်ဖို့အတွက်ဆိုရင်တဲ့သူက 2% of the 2% ပဲပေါ့နော်ဒီ aromatic amines တွေပါရမယ်တော့ပါရင်တော့ safe ဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့လည်းဒီလောက် 2% ကျတော့အရင်နည်းလွန်းနေပေါ့ regulatory အနေနဲ့ဆိုရင်တော့ maximum ဘယ်လောက်ထိအလောင်းလုပ်မလဲဆိုကြည့်ကြရအောင် around 6% လောက်ကိုသူတို့အလောင်းလုပ်တယ်အဲ့တော့ကိုယ့်ရဲ့ hair product မှာ aromatic amines ဒီ up to 6% ဒီပါဝင်ခွင့်ရှိတယ်ဝမ်းနည်းစရာကောင်းတာကအကယ်၍ကို product တွေကိုသေချာလေ့လာမယ်ဆိုရင် most of the hair dyes commercially available hair dyes အများစုဟာ more than 6% ထက်ကိုပိုတဲ့aromatic amines တွေပါနေတယ်ဆိုတာတွေ့ရပါတယ်တဲ့အဲ့တော့ that mean ပြောချင်တာကကျွန်တော်တို့ဒီ aromatic amines တွေကိုလိုတာထက်ကိုပို့ပြီးတော့မှာပါဖြစ်လေ exposure ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ aromatic amines ကိုလိုတာထက်ကိုပို့ပြီး expose ဖြစ်နေရင်ဒီ aromatic amines တွေကိုကျွန်တော်တို့က scalp ပေါ်မှာခုနကပြောလို့ရက်30ကျော်ကြာအောင် expose ဖြစ်ထားသလိုနဲ့အတူတူပဲဖြစ်နေပါမယ်အဲ့လို scalp ပေါ်မှာဒီ aromatic amines တွေကတ်နေရင်ဘာများဆက်ဖြစ်မလဲပေါ့ဘာများဆက်ဖြစ်မလဲဆိုတော့ကြတော့ဒီ scalp မှာရှိတဲ့ဥယျာဉ်ပြားမှာရှိတဲ့ cells လေးတွေပေါ့တက်ရောက်မှုအကြီးအကျယ်စဖြစ်ပါတယ်နံပါတ်1ကအဲ့ဒီနာမှာ cellular apoptosis တွေဖြစ်ပါတယ်ဘာလို့လဲဆိုတော့ reactive oxygen species လို့ခေါ်တဲ့ free radicals တွေကိုထုတ်လွှတ်ခြင်းအပြင် cells တွေကို apoptosis ဖြစ်တည်ဆုံးသွားစေပါတယ် reactive oxygen species တွေကို promote ထုတ်ပေးခြင်းအပြင်နော် cell တွေကို apoptosis ကိုသွားစေပါတယ် reactive oxygen species ကိုထုတ်တဲ့အတွက်ကြောင့်မို့ apoptosis တာမကအဲ့နားမှာရှိတဲ့ cell တွေရဲ့ cellular aging ကလည်းမဖြစ်မနေဖြစ်မှာပါပဲ
အဲ့အားကြောင့်မလို့ကျွန်တော်ဒီနေရာမှာ concept တစ်ခုရှင်းလို့ရတာဆိုရင်အပြင်မှာကြားဘူးကောင်းကြားဘူးပါလိမ့်မယ်သပင်ဆေးဆိုးတွေသပင်တွေဖြူတယ်သပင်ဖြူတယ်ဆိုရင်သပင်ဆေးမဆိုးနဲ့ဆေးဆိုးပြီးရင်သပင်ဖြူတွေကပိုပွားတတ်တယ်ဆိုတာဆေးဆိုးတာနဲ့သပင်ဖြူပွားတာကဘယ်လိုများဆိုင်မလဲဆိုတော့သပင်ဖြူခြင်းရဲ့ pathophysiology မှာgenetics component ပါတယ်လို့ environmental factors ကအခရာကျပါတယ်အဲ့ဒီ environmental factors တွေမှာ free radical reactive oxygen species တွေရဲ့ role ကထိပ်ဆုံးမှာပါအဲ့တော့ပြောချင်တာကိုယ့်ရဲ့ဥယျာဉ်ပြားမှာ free radical များများရှိလေလေသပင်ဖြူတာကစောလေလေသပင်ဖြူတဲ့ concept ဖြစ်လေလေသပင်ဖြူတဲ့ process ကြီးဖြစ်လေလေဖြစ်ပါလိမ့်မယ်အဲ့တော့သပင်ဖြူတဲ့အတွက်ကြောင့်မလို့ hair တိုင်းကိုစိုးပြန်တော့အဲ့ hair တိုင်းမှာပါတဲ့ aromatic amines တွေက reactive oxygen species free radical တွေကိုပို့ထုတ်စေပြီးတော့မှအဲ့ရဲ့ scalp ရဲ့ health ကပို့ပြီးတော့မှထိသွားတယ်အဲ့ချိန်ကျတော့ပို့ပြီးတော့မှကြံတဲ့ဒီအကောင်းတိုင်းရှိနေတဲ့ hair pigmentary cells လေးတွေကပို့ထိသွားပြီးတော့မှအဲ့ချိန်ကျတော့ fail ဖြစ်ပြီးပို့ဖြူတာလို့ရှင်းလို့ရပါတယ်အဲ့တော့စိုးလေလေ aromatic amine စုလေလေ aromatic amine စုလေလေ reactive oxygen species ကများလေလေအဲ့ချိန်ကျတော့ cellular damage ပိုဆိုးလေလေပိုဖြူလေလေနဲ့ဒီ vicious cycle ဒီတန်တရားကြီးကလဲတော့တာပဲဖြစ်ပါတယ်အဲ့လိုပဲဒါတွေမဲလားဆိုတော့အဲ့လိုမဟုတ်ဘူး aromatic amine တွေကသပင်ဆေးဆိုးတဲ့ချိန်ကျရင် scalp မှာပဲမနေဘဲနဲ့ပေါ့နော်အထဲထဲအထိကို deep layer အထိကိုသွားနိုင်တယ်အဲ့လိုပဲနောက်ခုဆေးဆိုးတဲ့အခါမှာဆေးဆိုးနေစဉ်ရှူမိတဲ့အငွေ့ရလည်းပဲခန္ဓာကိုယ်အတွင်းကို exposure ဖြစ်စေပါတယ်အဲ့တော့များဆိုးလေလေများ cellular toxicity ရလေလေလို့တော့သတ်မှတ်ရမှာပဲဖြစ်ပါတယ်ဒါက aromatic amine တွေရဲ့ကြောက်စရာကောင်းတဲ့ local effect ပေါ့နော်ဒီ scalp မှာသွားပြီးတော့မှသူတို့ပေးတဲ့ effect cellular effect ဖြစ်ပါတယ်အဲ့လို cellular မဟုတ်ဘဲနဲ့တချို့ sensitive individual တွေမှာကြတော့ aromatic amine တွေကဘာသွားဖြစ်လဲဆို allergy လည်းဖြစ်တတ်ပါတယ်အဲ့ဒါကြောင့်မလို့ hair dye allergy ဆိုတာအင်မတန်မှခေတ်စားပါတယ် hair dye allergy မှာ most important component ကတော့ PPD ပဲဖြစ်ပါတယ် p-phenylenediamine ဆိုတဲ့ PPD ကတော့ hair dye allergens ထဲမှာ top tier allergen ပဲဖြစ်ပါတယ် PPD ကိုမတည့်တဲ့လူတွေကအင်မတန်မှများပါတယ်အဲ့တော့ allergy ဖြစ်မှာကြောက်တဲ့အတွက်ကြောင့်မလို့သပင်ဆေးဆိုးတဲ့အခါမှာသပင်ဆေးဆိုးလို့မရဘူးပေါ့အဲ့တော့ commercial company တွေကဘာဖန်တီးကြပြန်လဲဆိုရင် PPD မပါတော့ hair dye ပေါ့ that mean allergen free hair dye ဆိုပြီးထွင်ကြပြန်တယ်အဲ့တော့အဲ့ allergen free hair dye ကိုခွဲခြမ်းစိတ်ဖြာကြည့်ရင်ဘာပါလဲဆိုတော့ PTDS လို့ခေါ်တယ် paratoluene diamine sulfate ဆိုတာပါပြန်ပါတယ် hypoallergenic ဖြစ်တယ်ဆိုပြီးတော့မှ company တွေက claim ဖြစ်ပါတယ် however သို့တော်ညာလည်းပဲ according to this study according to this research ရဆိုရင်တော့သူက hypoallergenic လို့ဆိုတော့ညာလည်းပဲ 57% of the people allergic to PPD can use PTDS. That means can have the PTDS. ဖြစ်နိုင်ပါတယ် hypoallergenic hair dye ဆိုပေမဲ့ 57% of the people allergic to PPD ဟာ can also have ဖြစ်မယ် can use မဟုတ်ဘူး can also have PTDS allergy ပြောချင်တာက 57% allergy ဖြစ်တဲ့သူတွေဒီ PTDS က hypoallergenic ဆိုတာ no allergy လို့ပြောရမဟုတ် hypoallergenic လို့ပဲပြောတာနည်းတယ်လို့ပဲပြောတာသို့တော်ညာလည်းပဲသူတို့တွေမှာ cross sensitivity ပေါ့နော် cross reactivity ရှိပြီးတော့မှ allergy ဖြစ်နေတတ်တယ်လို့ဆိုလိုချင်တာဖြစ်ပါတယ် hypoallergenic hair dye ပါသို့တော်ညာလည်းပဲ allergy ကိုဖြစ်စေတတ်တယ်ဆိုတာလေးသိစေချင်ပါတယ်Okay အဲ့တော့ကြောင့် allergy ဖြစ်တဲ့လူတွေကြောင့် hair dye ဆိုတာတော်တော်ရှောင်ရမယ်အနေထားထဲမှာရှိသွားတယ်ပေါ့နော်Okay ဒါဆိုရင်ဒါကျွန်တော်တို့ခုနကပြောခဲ့သလို hair dye စီရဲ့ risk ဟာ surface မှာဆိုရင် structural integrity ပေါ်မှာ affect ရှိရယ်နံပါတ်2ကကြတော့ surface အပြင်မှာဒီ surface scalp surface ပေါ်မှာဆိုရင်တော့ permanent ဖြစ်ဖြစ် semi permanent ဖြစ်ဖြစ် dye နေရာ retention ဖြစ်ပြီး aromatic amines ရဲ့ effect ကို cells တွေကခံစားရမယ်ဥယျာဉ်ပြား cell တွေဒီ aromatic amines ရဲ့ effect နဲ့ apoptosis တွေဖြစ်ကြမယ် reactive oxygen species တွေထိပြီး cellular aging ပိုဆိုးမယ်အဲ့လိုပဲ allergy ဖြစ်တဲ့လူမှာဆိုရင် allergic risk ကရှိတယ် even hypoallergenic properties ရှိတဲ့ hair dye ကိုတော့သူတို့က allergy ဆက်ရှိနေနိုင်သေးတယ်ဟုတ်ပြီခုနကပြောလို့ hair dye စီကသူကဒီအရေပြားတွေကိုဒါ deep ဆင်းသွားမယ်ဆို blood vessel တွေရှိတယ်အဲ့လိုပဲ inhalation ရှူမယ်ဆိုရင် respiratory တွေကိုရောက်ပြီးတော့မှတဆင့် gaseous exchange ကနေတင် systemic circulation တွေရောက်သွားရင်တော့ hair dye တွေမှာ safety concern တစ်ခုက systemic တွေကိုရောက်ပြီး systemic impact ရသွားတာက another concern တစ်ခုဖြစ်ပါတယ်medical literature ကို review ပြန်လုပ်မယ် dermatology only မဟုတ်ဘဲနဲ့ different papers ကိုပြန်ကြည့်မယ်ဆိုရင် hair dyes နဲ့ cancer ဆိုတာဟိုးအရင်ကတည်းကကြားဘူးပြီးသားဖြစ်ကောင်းဖြစ်ပါလိမ့်မယ်
hair တိုင်းစိတ်ဒီ cancer risk ဖြစ်တယ် cancer risk ရှိရတယ်လို့ပြောကြပါတယ်မှန်လားဆိုလဲအဲ့ဒါတစိမ့်တတိသားမှန်တယ် ovarian cancer risk ကိုဖြစ်တတ်တဲ့ breast cancer risk ကိုဖြစ်တတ်တဲ့ဆိုတဲ့ hair တိုင်း use နဲ့ paper ဒီပေါ့နော် cancer association ဖြစ်တဲ့ paper တွေအများကြီးရှိတယ်သို့တော်ညာလည်းပဲအဲ့ဒီ paper တွေအားလုံးဟာ most of the paper တွေက case report data လင်ဖြစ်တယ်သူတို့ဆက်ပြီးတော့မှရေးထားတဲ့ case report data ဖြစ်တယ်validate ဖြစ်တဲ့ပေါ့နော်ခိုင်မာတဲ့ပြောဆိုချက်ကိုတော့ cancer ဖြစ်တယ်ဆိုတဲ့ strongly association ကိုတော့ခုနောက်ပိုင်းမှာမပြောနိုင်ဘူးဘယ်တော့ကတော့ပြောနိုင်လဲဆိုရင်1980မတိုင်ခင်မှာအသုံးပြုခဲ့တဲ့ hair dye တွေကတော့ဒီအခုခေတ် modern commercially available ဖြစ်တဲ့ hair dye တွေနဲ့ constituent တွေကကွာတယ်အဲ့တုန်းကသုံးခဲ့တဲ့ hair dye တွေကတော့အရန်ကိုသွားဘာဖြစ်လဲဆိုရင် carcinogenic ဖြစ်တော့ toxigenic ဖြစ်တဲ့ဒီ chemicals တွေပါတော့အဲ့တုန်းကတော့မှန်တယ်ပေါ့1980နောက်ပိုင်းမှာသုံးတဲ့ hair dye တွေကတော့အဲ့လောက်ထိcancer ဖြစ်စေနိုင်တာအဲ့လောက်ထိ strong မဖြစ်ပါဘူးပေါ့မဖြစ်ပါဘူးလို့ပြောရင်မဖြစ်ဘူးလို့လည်းအပြတ်ပြောလို့မရပြန်ဘူးပေါ့နော်အဲ့ဒါတစ်ချက်ရှိတယ်နော်နောက်တစ်ချက်ကကျတော့သူက hair dye တွေရဲ့ဒီ cancer risk ကိုဖြစ်တတ်တယ်ဆိုတဲ့အားတွေကလည်းပဲသူကဘာဖြစ်လဲဆိုရင် repeated exposure ဖြစ်တဲ့အချိန်ကြာရင်တော့ association ရှိတယ်ဆိုတာလေးသူတို့ပြောတယ်ပေါ့နော်သူကအနည်းဆုံး15နှစ်20လောက်ကို hair dye ကိုဆွဆွဲမြဲမြဲဆိုးလာရင်ဒါမှမဟုတ်လည်းအချိန်100နဲ့အထက်ပေါ့နော်သပင်ဆေးဆိုးပြီးသွားတယ်ဆိုရင်တော့ဒီ cancer risk လေးတွေကတော့တက်တယ်လို့ဒါ current literature မှာသူတို့အဲ့လိုပြောပါတယ်အဲ့တော့ဆိုးမယ်ဆိုရင်တောင်မှဒါ cancer risk ကို negligible ဖြစ်တော့မဖြစ်ဘူးဒါပေမဲ့အရင်ကြီးလဲစိုးရင်စရာမလိုဒါပေမဲ့လည်းအလွန်အကျူးတော့မစိုးဖို့အတွက်အရေးကြီးတယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ခုနက parameter လေး data လေးကိုပြပြလိုက်ခြင်းဖြစ်ပါတယ် okay အဲ့မှာနောက်တစ်ခုရှိတာကကျွန်တော်တို့က cancer မဟုတ်ပေမဲ့နောက်ထပ်ကြောက်တာတကွာဘာကြောက်လဲဆိုရင် disruption မှာ endocrine disruption ဒီ endocrine system ကြီးကမောက်ကမဖြစ်တာကိုကျွန်တော်တို့သိကြောက်တယ် endocrine system ကမောက်ကမဖြစ်လို့ endocrine ဒီ hormone dependent tumor တွေဖြစ်တဲ့ breast cancer တွေဖြစ်တာမထူးဆန်းတော့ဘူးဒါရှင်းလို့ရသွားတယ်အဲ့လိုပဲ endocrine disruption မှာတော့ဘာဖြစ်လဲဆိုတခြား hormone တွေရဲ့တော့ဘာဖြစ်လဲဆိုရင်တခြား hormone တွေရဲ့ဟိုပါပေါ့နော်တခြား hormone တွေရဲ့ metabolism ကိုပါသွားပြီးတော့မှထိရယ်အထူးသဖြင့်ဥမာ growing age မှာဆိုရင် growth hormone ကိုသွားထိမယ် reproductive age မှာဆိုရင် reproductive hormone တွေရဲ့ effect ကိုသွားပါလဲဆိုဒီ hair dye တွေကသွားထိတယ်သွားထိတဲ့အတွက်ကြောင့်အဲ့လို endocrine disruptor တွေဖြစ်ပြီးတော့မှအဲ့လို manifestation တွေလည်းလာတတ်တယ်လို့ပြောတယ်နော်အဲ့လိုလာတယ်လို့ပြောတယ်ဒါလေးကလည်းပဲသတိပြုစရာအချက်တစ်ချက်ဖြစ်တယ် hair dye ရဲ့ systemic effect လို့ပြောတာနဲ့ cancer ပဲမဟုတ်ဘူးဘာလို့ပါစဉ်းစားဖို့လို့လဲဆိုရင် other endocrine system တွေရဲ့ disruption ကိုပါစဉ်းစားဖို့လို့တယ်ဘာလို့လဲဆိုတော့ဒီမှာ disruptors တွေကဘာတွေလဲဆိုဒါတွေပဲဖြစ်ပါတယ်နော်ဒီ chemicals တွေကြောင့်မလို့ဖြစ်လေးရှိတယ်ပေါ့နော်အဲ့တော့ဒါလေးကတစ်ချက် cancer risk နဲ့ဒီ systemic endocrine disruption ပဲ endocrine disruption ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘာတွေဖြစ်လဲဆိုခုနကပြောလို့ hormone တွေကမှဖြစ်တယ် metabolic diseases တွေဟာငယ်ရွယ်နဲ့ဖြစ်တယ်ပေါ့အဲ့တော့ကလေးလေးတွေမှာဆိုရင် early obesity တွေဘာတွေနဲ့လာတာမျိုးတွေရှိတတ်ပါတယ်လို့သူတို့ကပြောကြတာဖြစ်ပါတယ်နော်အဲ့တော့သပင်ဆေးဆိုးတဲ့အခါမှာအဲ့တော့ population တွေကစိုးတင်လားမစိုးတင်သလားဆိုရင်တော့ကျွန်တော်ခုနကပြောသလိုပဲအလွန်အကျူးတော့ဆိုရင်တော့မကောင်းဘူးဒါပေမဲ့မစိုးရဘူးလို့လည်းမပြောလို့ဘူးဘာလို့လဲဆိုခုနကပြောလို့ risk ကလည်းပဲ very long term exposure မှာဖြစ်တယ် repeated exposure မှာရှိတယ်ဆိုပြီးပြောတယ်သို့တော်ညာလည်းပဲနည်းနည်းသတိထားရမယ် hair dyes ကိုလုံးဝမစိုးသင့်တဲ့သူတွေဆိုပြီးတော့မှဒီ dermatology ကနေပြီးတော့ dermatologist တွေပေါ့နော်စုဝေးပြီးပြောကြတဲ့ conference တွေမှာပြောတဲ့ပုံရဆိုရင်တော့ဘာတွေရှိလဲဆိုရင် number 1 pregnant women pregnant women တွေကတော့လုံးဝသပင်ဆေးမစိုးသင့်တဲ့ထဲမှာပါတယ်တဲ့ဘာလို့လဲဆိုရင်ကြတော့အမေဒီ one month prior to the conception နဲ့ during the pregnancy နဲ့ breastfeeding မှာသပင်ဆေးဆိုးမယ်ဆိုရင်တဲ့ HORI risk တွေ hematological malignancy risk တွေတွေ့ရနော်ဒီမှာALL တို့ AML တို့ neuroblastoma တို့ testicular germ cell tumor တို့တွေကလေးမှာဖြစ်တတ်တယ်ဆိုတဲ့ risk ရှိတယ်အဲ့လိုရှိတဲ့အတွက်ကြောင့်မလို့ pregnant women တွေနှုတ်တိုက်မိခင်တွေကတော့သပင်ဆေးမစိုးသင့်ပါဘူးဆိုပြီးတော့မှပြောရမယ်ပေါ့နောက်တစ်ခုဘယ်လိုတွေမစိုးသင့်ဘူးလဲဆို16နှစ်အောက်ကလေးများသပင်ဆေးမစိုးသင့်ပါဘူးဘာလို့လဲဆိုရင်ခုနကကျွန်တော်ပြောခဲ့တဲ့ endocrine disruptor တွေအကြောင်းဖြစ်ပါတယ်နော် endocrine disruptor တွေကြောင့်မလို့ကလေးရဲ့ puberty ကိုသွားပြီးထိပါလိမ့်မယ် metabolic disruption ရတဲ့အခါမှာ early childhood obesity ဖြစ်တတ်ပါတယ် long term 16နှစ်မတိုင်ခင်နဲ့သပင်ဆေးဆိုးတယ်ဆိုတော့သူ့ဘဝတက်တန်းတစ်လျှောက်လုံး exposure အကြာကြီးရှိနေဦးမှာဖြစ်တဲ့ကြောင့်မလို့ long term cancer risk တွေဟာလည်းသူ့မှာအရင်ရှိမှာလေခုနပြောတဲ့ breast cancer တို့ ovarian cancer တို့ဖြစ်ပါတယ်အဲ့တော့ကျတော့လူကြီးတွေမှာ adult population မှာတော့ဆေးဆိုးမယ်ဆိုရင်တန်ဆေးလွန်ပြီး systemic disruption systemic manifestation တွေအတွက်ဆိုရင်တော့ချင့်ချိန်ဆိုးလို့ရတယ်
သို့တော်ညာလည်းပဲလုံးဝမစိုးသင့်ဘူးဆိုပြီးတော့မှ recommend ပေးကြတယ်ပေါ့ expert consensus တွေပေးကြတဲ့အချိန်မှာဆိုရင်တော့ဘယ်လိုတွေလဲဆိုရင်ဒီ adult population မှာ pregnant women especially pregnancy and breastfeeding and also the pediatric population เนาะ under 12မဟုတ်ဘူး under 16အောက်ဆိုရင်ကိုမစိုးသင့်ပါဘူးဆိုပြီးတော့မှအကြံပေးကြတာဖြစ်ပါတယ်ဒါတွေကတော့ hair dyes နဲ့ပတ်သက်ပြီးတော့မှ risk တွေဖြစ်ပါတယ်အဲ့တော့သပင်ဆေးဆိုးတဲ့အခါမှာရိုးရိုးသပင်ဆေးဆိုးတာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့သပင်ကိုတချို့ဆေးဆိုးတဲ့အခါမှာ crazy color လေးတွေရခြင်းနဲ့ဒါမှမဟုတ်ဘူးဆိုလည်း natural နဲ့ဝေးတဲ့ color လေးတအားလာတဲ့ color လေးရခြင်းနဲ့ဆိုရင်ဘာလုပ်ကြလဲကျွန်တော်တို့ bleach လုပ်ကြတယ်ပေါ့နော်အဲ့တော့ bleach လုပ်ကြရင်ရောဘယ်လို effect ရှိမလဲဆိုတာလေးကိုလည်းကျွန်တော်ပြီးရင်ဆက်ပြီးတော့မှပြပြပေးပါမယ်အဲ့လိုပဲအဲ့တော့ကြောင့်ဒီနေရာမှာတချို့က argument ရှိကြပြန်တယ်။ဘာလဲဆိုတော့သပင်ဆေးဆိုးတဲ့အချိန်ကျရင်အဲ့တော့ဒီဟာတွေဒီဘာကြောင့်ဖြစ်လဲဆိုရင် chemical တွေကြောင့်ဖြစ်တယ်ပေါ့။ခုနပြောလို့ aromatic amines တွေကြောင့်ဖြစ်တယ်ဒါမှမဟုတ်ရင် endocrine disruptors တွေဘာလို့ဖြစ်တယ်ပေါ့။အဲ့တော့ဒီ chemical တွေကိုရှောင်ရှားပြီးပေါ့။တဘာဝကပေးတဲ့တဘာဝကနေထွက်တဲ့နော်ဒီ hair dyes တွေသုံးမယ်ပေါ့။အဲ့တော့ကြောင့် Hindu ဘာသာမှာဆိုရင်နာမည်ကြီးတဲ့ henna ပေါ့လေ။နောက်အဲ့တော့ဒီတဘာဝကပေးတဲ့ပေါ့နော် hair dyes တွေဆိုရင်ရော safe ဖြစ်သလားဆိုအဲ့မှာတစ်ချက်ပြောချင်တာတဘာဝလို့ပြောတိုင်းလေကောင်းတာမဟုတ်ဘူးဘာလဲဆိုရင်ຫນွေမြက်တစ်ပင်ဆေးဘက်ဝင်ဆိုတာမှန်နေဒါပေမဲ့တစ်ခါလေကျတော့အဲ့ဆေးဘက်ဝင်တဲ့အပင်ရဲ့ side effect ကို teacher study လုပ်မထားရလဲဖြစ်နိုင်တယ်ဒီမှာဆိုရင် imitant စိတ်ဝင်စားစရာကောင်းနေဒါဆိုရင်ဒီ henna ကိုသုံးနေဆိုရင်ဒန်းဆိုတာပေါ့နော်ဒီဟာကိုသုံးပြပြီးသပင်ကိုစိုးမယ်ဆိုရင်သူ့ထဲမှာပါတဲ့ chemical တစ်ခုရှိတယ် lawson လို့ခေါ်တဲ့ chemical တစ်ခုရှိတယ်အဲ့ဒီ lawson ဟာသူတေသနာတွေ research တွေလုပ်ပြီးတဲ့အချိန်ကျရင်ဘာထွက်လာလဲဆိုရင် mutagenic နဲ့ teratogenic ဖြစ်တတ်တယ်ဆိုတာထွက်လာတယ်ပြောချင်တာ even the henna exposure နော် henna exposure ဒန်းစိုးတယ်ပဲဆိုအောင်တော့သူ့မှာပါတဲ့ chemical ကခုနကပြောတဲ့ aromatic amine တွေခုနကပြောတဲ့ endocrine disruptor ဖြစ်စေတဲ့ parabens တွေမဟုတ်တော့ညာလဲပဲသူ့မှာပါတဲ့ another chemical ကဘာဖြစ်တယ်လဲဆိုရင် mutagenic and teratogenic ဖြစ်တတ်တယ်ဆိုတာကိုတွေ့ရတာဖြစ်ပါတယ်အဲ့တော့ henna မဟုတ်ပဲတခြားသောဒီကိုကຫນွေမြက်တစ်ပင်ဆေးဘက်ဝင်နေလို့ထင်ထားတဲ့သဘာဝအပင်တွေသုံးမယ်ဆိုရင်ရောအဲ့ဟာကတိကျလေ့လာထားတာမရှိတဲ့အတွက်ကြောင့်မလို့ efficacy ကတော့ကောင်းရင်ကောင်းမယ် safety အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ကသတိထားမယ်ထင်မှာပါပါတယ်အဲ့ဟာက hair cosmetic မှာမဟုတ်ပါဘူးတစ်ချက်ပြောပြလိုတာက skin care တွေမှာဆိုရင်လေတစ်ခါလေကျရင်သဘာဝဆိုတိုင်းကောင်းတာမဟုတ်ဘူးဆိုတာလေးကိုတစ်ချက်သတိပြုမိစေချင်ပါတယ်အဲ့လိုပဲခုနကပြောခဲ့သလို hair bleaching ပေါ့နော် bleaching ကကြတော့အဲ့တော့ရိုးရိုးဆိုးတာမဟုတ်ဘဲနဲ့ကျွန်တော်တို့သပင်ကိုအယောင်ချွတ်မယ်ဆိုရင်ဟောပေါ့ချွတ်ပြီးမှဆိုးမယ်ဆိုရင်အဲ့တော့ချွတ်တဲ့ effect ကိုခံရမှာပေါ့ဆိုမှန်နေဒါပေမဲ့တစ်ခုရှိတာက bleaching ဟာဆိုးဝါး systemic risk မရှိဘူး bleaching นี่တော့ဘာပဲလုပ်လဲဆို bleach လုပ်တယ်ဆိုရင် systemic ရဆိုရင်ဘာပြဿနာမှကိုမရှိဘူးဒါပေမဲ့ bleach လုပ်တယ်ဆိုရင်တော့ရိုးရိုးဆေးဆိုတာတဲ့တော့ဘာ damage တော့ပိုရမလဲဆိုရင် physical damage ပေါ့နော် structural damage သပင်တော့ပိုကျန်းမယ်ပေါ့အဲ့တော့စံသားအရင်သေးတဲ့လူတွေသေးနှုတ်တဲ့လူတွေဆိုရင်သပင်ကိုသွား bleach မလုပ်ခိုင်းဘူးအဲ့ဒါ even the သွား hair barbers တွေတောင်တည်တယ်သပင်ညက်စရာတွေ hair salon မှာလုပ်တဲ့လူတွေဆိုတည်တယ်ကျွန်တော်ကိုယ်တိုင်ဆိုရင်သပင်စံနာအရင်သေးတယ်အဲ့ဒါမှတို့ကကျွန်တော်ရဲ့ဒီသပင်ညက်လေးရှိတယ်ပေါ့နော် hair stylist တွေဆိုရင်ကျွန်တော်သပင်ဘာဖြစ်လဲဆိုရင်တွက်ညက်ပြီဆိုရင်သူအမြဲပြောတယ်သပင်ဆေးဆိုးလို့ရတယ်ဘယ်တော့မှသပင်ကိုမချွတ်ပါနဲ့နော်ဆိုတာအဲ့ဒါတယောက်တည်းမဟုတ်ဘူးတော်တော်များများဆိုတော့ကျွန်တော်ဆေးဆိုးမယ်လို့ကြံနိုင်မှာပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုရင်ဒီသပင်ကို bleach မလုပ်ပါနဲ့လို့မှာတာ hair ဒီသပင် stylist ပေါ့နော်3-4ယောက်လောက်ကပြောဘူးတယ်အဲ့တော့ဒါလေးကသူကပြောချင်တာ bleaching က hair ရဲ့တေချာပေါင်း structural integrity ကိုတော့ share ထိမယ်ဒါပေမဲ့ systemically ကတော့သူကပုံမထိဘူးပေါ့ပြောချင်တာရိုးရိုးဆေးဆိုးလဲ systemically ခုနက effect ပဲ bleaching လုပ်ပြီးဆေးဆိုးလဲခုနက effect ပဲပေါ့နော်ထူးထွေပြီးတော့မှထိတာမျိုးမရှိဘူးဆိုတာလေးတစ်ချက်ပြောလို့တယ်နော်ဒါကတော့ hair dye နဲ့ဒီ hair dye ရဲ့ safety နဲ့ပတ်သက်ပြီးပြောလိုက်တာဖြစ်တယ်အဲ့တော့ apart from hair dyes မှာကျွန်တော်တို့ပါရှိလဲဆိုရင်သပင်ကိုဖြောင်းအောင်သုံးတဲ့ပျော့ဆေးတွေရှိရပေါ့နော်အဲ့တော့ relaxer တွေပေါ့လေအဲ့တော့သပင်ဖြောင်းဆေးတွေပါလေဆိုရင်ကြတော့ usually သပင်ဖြောင်းဆေးတွေမှာကျွန်တော်တို့အရင်တော့အရင်ကြောက်တာ formaldehyde ကိုသိကြောက်တယ် formaldehyde သိကြောက်တယ်ခုနောက်ပိုင်းမရှိတော့ဘူးဒါပေမဲ့ခုနောက်ပိုင်းထွက်လာတဲ့ thioglycolic တို့ပါတော့ကြာ formaldehyde releaser ပေါ့အဲ့တော့သူတို့အဲ့လိုမျိုးထွက်လာတာလေးတွေတော့ရှိတယ်အဲ့တော့ formaldehyde တော့မရှိတော့ formaldehyde releaser ဖြစ်ပြန်ပြောင်းထွက်ကြတဲ့အချိန်ကျရင်တော့စိတ်ဒီသပင်ပျော့စေသပင်ကိုဖြောင်းဖို့အတွက်သုံးတဲ့ဆေးတွေ thioglycolic တွေပါရင်ကြတော့ဘာဖြစ်လဲဆိုရင် hair fiber တွေကခုနအတိုင်းပဲ structural integrity ကပျော့သွားတယ်ဆိုရင်ရေရှည်ကျမကောင်းပြန်ဘူးတချို့ကြသပင်ကျွတ်သွားပြီးအကွက်လိုက်သပင်ကျွတ်တာတွေပါတယ်ဖြစ်တတ်တယ် patchy hair loss တွေဖြစ်တတ်တယ်နော်အဲ့လိုပဲနောက်ဆုံး complete distraction ကြီးဖြစ်တဲ့တဲ့တီကိုရှိရပေါ့နော်သူကဒီ relaxer ရဲ့ duration တွေပါတယ်ပုံမှာလဲ multi မဲ့ apply လုပ်တဲ့ duration တွေပါတယ်အဲ့တော့တက်တိနားလဲတဲ့ hair stylist ကလုပ်တယ်ဆိုရင်တော့ဒါ
ချစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီ lecture မှာတော့ကျွန်တော်အဓိကပြောလိုတာကဒီဟာအကြောင်းမဟုတ်ပါဘူးအဓိက hair dyes ရဲ့ပတ်သက်ပြီးတော့မှပြောလိုတာဖြစ်ပါတယ်အဲ့တော့ in conclusion ပြောမယ်ဆိုရင်တော့အနည်းဆုံးတော့ကိုယ့်ရဲ့သပင်ကို virgin hair ကနေပြီးတော့မှနည်းနည်းဖန်တီးယူပြီးပြောင်းရတော့မယ်ပေါ့နော်သပင်ဖြူလို့ပဲဖြစ်စေဒါမှမဟုတ်ဘူးဆိုရင်ဒီတိုင်းပဲအလားအပ cosmetic တွေပေါ့နော်ဒီသပင်ဆေးဆိုးကြမယ်ဆိုရင်အနည်းဆုံးတော့ဘာလဲဆိုကိုပြန်ပေးဆက်ရမယ့်ဟာလေးတော့ရှိရယ် cost of transformation ကအနည်းဆုံးပါရှိမလဲဆိုရင် structural integrity သပင်ကျန်းသွားတယ်ဆိုတာလက်ခံနိုင်ရမယ်18 MB loss ဖြစ်သွားတဲ့အတွက်ကြောင့်မလို့နော်အဲ့လိုလက်ခံနိုင်ရမယ်ပြီးရင် scalp မှာဒီရဲ့ကိုဆိုးလိုက်တဲ့ dyes ဒီရက်ပေါင်း30နှစ်အထက်အကြာကြီးရှိနိုင်တယ်အဲ့လိုရှိတဲ့အတွက်ကြောင့်လို့ဒီနားမှာရှိတဲ့ cellular apoptosis တို့ဒီနားမှာရှိတဲ့ဒီ cells တွေကို free radical တွေရဲ့ effect ကအများကြီးရှိမယ်အိုက်ကနေတဆင်းတွေ့လားဒီမှာဆိုရင်တွေ့လား hair dyes တွေ retention ဖြစ်ပြီး dermis တွေကိုရောက်ပြီးတော့မှ blood vessel ကနေတဆင်း systemic တွေကိုရောက်သွားနိုင်တယ်ဒို့မဟုတ် inhalation ကနေရောက်သွားနိုင်တယ်အဲ့လိုမျိုးရောက်တဲ့အခါမှာ systemic မှာ endocrine disruption တွေဖြစ်တတ်တယ်အဲ့လိုပဲ very repeated exposure နဲ့ long term exposure ဆိုရင်တော့ဘာဖြစ်လဲဆိုရင် cancer risk တွေရှိတတ်တယ်နော် especially the pregnancy နဲ့ breast feeding women နဲ့ဒီအသက်16နှစ်အောက်ကလေးတွေဆိုရင်တော့ hair dyes သပင်ဆေးဆိုးခြင်းကိုရှောင်ခိုင်းတင်တယ်ဟုတ်ပြီနော်ကလေးလေးတွေကိုဆိုရင်လှစေခြင်းလို့ဆေးဆိုးပေးတာမျိုးတွေမလုပ်သင့်ဘူးပေါ့နော်သူတို့ရဲ့ grow and development နဲ့နောက်တစ်ချိန် safety အတွက်ကိုစဉ်းစားပေးရမယ့်အပိုင်းတွေမှာရှိတယ်နော်နောက်ဆုံးဒီ hair dye only ပဲ bleaching ပဲဆိုလဲ effect ကရှိမှာပဲ bleaching မလုပ်ဘူးဆိုလဲဒီ effect ပဲ bleaching လုပ်တယ်ဆိုလဲ effect ပဲ bleaching လုပ်တဲ့လူတွေကတော့နည်းနည်းလေးပို့ပြီးတော့မှ hair fiber ပို့ပြီး damage ဖြစ်သွားတာလွင်ရင်ကျန်တာတူမရှိဘူးပေါ့နော်အဲ့တော့ hair dye ကတော့သိကြပါဦး system ကြီးတစ်ခုလုံးကို damage ဖြစ်စေပါတယ်တော့ in conclusion ကလာကျင်တယ်မှန်တယ်ချင့်ချိန်ပြီးလာဖို့လိုတယ်ဆိုတာလေးကိုကျွန်တော်တို့ကဒီကိုယ့်ရဲ့လူနာတွေပေါ့ဒါမှမဟုတ်ကိုယ့်ရဲ့ဒီ clients တွေပေါ့နော် aesthetic ဒီ practice လုပ်နေတဲ့လူတွေဆိုရင်အဲ့ဟာကိုကျွန်တော်တို့ကသတိပေးရမှာဖြစ်ပါတယ်အဲ့လိုပဲဒီ general practitioner တွေကနေစင်လဲဒါ events dermatology မဟုတ်အောင်တော့ပေါ့နော် dermatology specialist တွေမဟုတ်အောင်တော့ကိုကဒီကိုယ့်ရဲ့ patient ဒါမှမဟုတ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့ environment နဲ့ကိုယ့်ရဲ့ family ကိုဒီလိုမှန်ကန်တဲ့ education လေးတွေပေးနိုင်တယ်ဆိုရင်ကျွန်တော်ဒီနေ့မျှဝေရကြိုနှက်ပြီလို့ယူဆရမှာဖြစ်ပါတယ်နောက်ထပ်လည်းဒီ clinical dermatology aesthetic dermatology anti aging medicine and hair transplantation နဲ့ပတ်သက်ပြီးတော့မှဒီသိထားတဲ့ပေါ့နော်ဒီ lecture လေးတွေ short lecture လေးတွေကိုဆက်ပြီးတော့မှမျှဝေပေးသွားအောင်မှာဖြစ်ပါတယ်ဒီ OASIC ဒီ DAM Academy OASIC Medical Education Channel ကနေပြီးတော့မှပဲဆက်လက်ပြီးတော့မှမျှဝေပေးသွားမှာဖြစ်ပါတယ်အားလုံးကိုနားထောင်ပြီးတော့တကြောင်လို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်